ဒီတစ်ခေါက်အလုပ်ပြည့်ရဲ့လေးမှာတော့လိုင်သာယာမြို့ကနေတွန်တီးမြို့မှာရှိတဲ့နာမည်ကြီးရွှေစံတော်ဘုရားသွားဖို့တဲ့ဘလော့လေးကိုတင်ဆက်ပေးသွားမှာပါအဆုံးထိကြည့်ရှုပေးကြပါအောင်လို့တောင်းဆိုပါရစေအရှင်ဆုံးသခင်မြတ်ပန်းချံကိုသွားဖို့အတွက်နဝတေးကားမှတ်တိုင်ကနေစောင့်နေပါတယ်23ကားကြီးလာပါပြီတက်ပါတော့မင်းကားက400ပေးရပါတယ်သခင်မြတ်ပန်းချံကိုရောက်ပါပြီပန်းဆိုးတန်းကိုသွားဖို့အတွက်58ကားကိုသွားရပါမယ်ပန်းချံတွေကနေပဲဖြတ်ပြီးသွားလိုက်ပါတယ်ဗျမိုးရင်းရာသီဆိုတော့ဗျာပန်းချံထဲမှာတစ်ပင်ဖမ်းမင်နေနဲ့အစိမ့်စုံနေတာပဲဗျာတော်လေးကိုစိတ်ထဲကြည်နူးဖို့ကောင်းပါတယ်ပန်းဆိုးတန်းကိုသွားမဲ့58 1B ရဲ့ကားကိုနှိုင်းမြင်နေရပါပြီကားလမ်းတစ်ဖက်ကိုကူးရပါပါပန်းဆိုးတန်းရှောက်ဖို့အတွက်200ကျပ်ပေးရပါတယ်ပန်းဆိုးတန်းမှတ်တိုင်ကိုရှောက်ပါပြီမှတ်တိုင်ရဲ့ဘယ်ဘက်အချက်မှာလူကူးကုန်းကျော်တရားရှိပါတယ်လူကူးကုန်းကျော်တရားကနေတက်သွားပြီးတော့ဘယ်ဘက်ကိုဆင်းလိုက်မယ်ဆိုရင်ဈေးတန်းလေးရှိပါတယ်ဈေးတန်းလေးကနေဆက်ပြီးသွားမယ်ဆိုရင်တော့ဒလားမြို့ကိုသွားမဲ့ချယ်ရီတင်မော်စိတ်ရှိပါတယ်တရက်ကို900ကျပ်ပေးရပါတယ်ဒါကတော့ဒလားမြို့ကိုသွားမဲ့ချယ်ရီတင်မော်ကြီးပဲဖြစ်ပါတယ်တင်မော်ပေါ်ကိုရောက်ပါပြီဘာကတော့မြည်ရဲ့အလှတွေကိုခန်းစားနိုင်ဖို့အတွက်ဒုတိယထပ်သို့တက်လိုက်ပါတယ်တော့ဒလားမြို့ကိုသွားမဲ့ချယ်ရီတင်မော်ကြီးစပြီးတော့ထောက်ခွာလာပါပြီပြီးစင်းနေတဲ့မြစ်ကြီးရဲ့ဒလကြီးရဲ့ပြီးတော့တိုက်ခတ်နေတဲ့လေအေးလေးရဲ့ကြောင့်မိုးဖျားရဲ့မွန်ချက်မှုကနေကွင်းလွတ်ခဲ့ပြီးပြီးချင်းချင်းပျော်ရွှင်ခြင်းကိုစပြီးတော့ခန်းစားရပါလိမ့်ဒလမြို့ကိုရောက်ဖို့အတွက်ချယ်ရီတင်မောကြီးကအချိန်9မိနစ်ခန့်ခုံမောင်းရပါတယ်တင်မောပေါ်မှာလည်းတချင်းတန်လေးတွေပြန်လွင့်နေတဲ့အတွက်ဒီခီးစဉ်လေးကတော်တော်လေးကိုပြောရပါတယ်ငွေချင်းတွေကပါမယ်ဆိုရင်တော့ပို့ပြီးတော့ပြောဖို့ကောင်းနေမှာပါကဲအခုဆိုရင်တော့ဒလားစိတ်ကောင်ကပ်ပါပြီဒလားမျိုးရဲ့ချိုးဆိုပါဤဆိုတဲ့စိုင်းပုံးနဲ့အတူနိုင်စင်ကြီးကိုလည်းမြင်တွေ့ရပါတယ်ဘဝဝမ်းရေးအတွက်ရုံးကန်လှရှားနေတဲ့လူဒန်းစားမျိုးစုံကိုလည်းတွေ့ရပါတယ်နေမျိုးလေးတစ်မျိုးရောက်သွားပြီးတော့ခန်းစားချက်လေးရပါတယ်နိုင်စင်ကနေအချိန်9မိနစ်ခန့်တက်တက်လေးရှောက်မယ်ဆိုရင်ဒလား20 1 case ကိုရှောက်ပါတယ်နိုင်ရွက်တစ်ခါတစီထွက်တာဖြစ်တဲ့အတွက်အဲ့နာကအေးဆိုင်လေးမှာကော်ဖီဝင်တောက်လိုက်ပါလိမ့်ကားပေါ်ကိုရောက်ပါပြီ YBS ကတ်နဲ့ဆိုရင်900ကျပ်ဖြစ်ပြီးတော့ငွေသားနဲ့ဆိုရင်800ကျပ်ပေးရပါတယ်ကဲအခုဆိုရင်တော့ YBS ကားကြီးစတင်ထွက်ခွာပါပြီဂိတ်ဆုံးတီးစီရမှာပါမိုးရင်းကာလဖြစ်တာကြောင့်တွန်တင်းမြို့မှာလည်းရှီကန်လေးတွေချင်းဆိုနေတဲ့တစ်ပင်လေးတွေနဲ့မျက်စိပဓာနာဖြစ်ရပါတယ်လမ်းလျှောက်မှာလည်းညီညီလန်းလေးတွေပြီးတော့စိတ်ဆိုလေကွင်းလေးတွေနဲ့များစွာကြည်နူးရပါတယ်ကဲအခုဆိုရင်တော့တွန်တင်းမြို့ရဲ့တကူကြီးများဖြစ်တဲ့ရွှေစံတော်ဘုရားကိုရောက်ပါပြီ။ဒလားကနေမိနစ်50ခန့်တော့စီးရပါတယ်။ဒီချမ်းလာတဲ့မိုးရင်းကာလမှာရွှေစံတော်ဘုရားကိုဖူးလိုက်ရတာကဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့အဓိပ္ပာယ်ရှိလာပါတယ်။ဘုရားပေါ်မှာလည်းနောက်ခိုးဖို့အတွက်တစောင်းများစွာလည်းရှိပါတယ်။စိမ့်လဲတံလေးတစ်ချင်းချင်းကြောင့်စိတ်အေးချမ်းရပါတယ်။အခြားသောဘုရားဖူးတွေလည်းတွေ့ရပါတယ်။ဘုရားရှင်မြေတော်ပေါ်မှာတပည့်လှတဲ့ဘုရားဆင်းတုတော်များစွာလည်းရှိပါတယ်ကျွန်တော်ကတော့ဒီညလေးကိုအရန်ကိုသဘောကျပါတယ်ညောင်ပင်ကြီးရဲ့ဘုရားဆင်းတုတော်ရဲ့အရန်ကိုအေးချမ်းတိတ်ဆိတ်တဲ့နေရာလေးကနှိရှိကြနေတဲ့ညောင်ပင်ကြီးရဲ့အောက်မှာဘုရားဆင်းတုတော်တွေကိုဖူးရတာကဒီခီးစဉ်လေးကိုပြည့်စုံစေပါတယ်ဒါကတော့ကျွန်တော်ပေါ့ဗျာဘုရားရှင်ပြည်တော်ပေါ်မှာလည်းတပ်ပုံရိုက်လို့ရတဲ့နေရာလှလှလေးတွေအများကြီးရှိပါတယ်။အခုဆိုရင်တော့ဘုရားဖူးပြီးဖြစ်တဲ့အတွက်ပြန်ကားနီးလေးမှာရှင်ပြည်တော်မှာရှိတဲ့အလှူခံဌာနလေးမှာကြောက်ပြားတစ်ချက်လှူခဲ့ပါတယ်။ကြောက်ပြားတစ်ချက်ကို1000ကျပ်ချတင်ပါတယ်။ဘုရားကပြန်ဆင်းတဲ့အခါဘိုက်ဆာနေပြီးတဲ့အတွက်အသင်ချီဆိုတဲ့ဆိုင်လေးမှာအရှုသမင်းကြောင့်မဆာဖြစ်ပါတယ်တပွဲ6000ကျပ်ပေးရပြီးတော့ရတာလည်းကောင်းပါတယ်အင်ဒီယန်လက်ဆောင်အတွက်ကောင်းကျိုးတုပ်လေးဝယ်ဖြစ်ပါတယ်ပြန်ကန်နီးလေးမှာမိုးလေးတစ်ဖွဲရှာတော့နေပါတယ်ဒီကနေ့နေမျိုးလေးတစ်မျိုးမှာဖျားတော့ဖို့ရတဲ့ခန်းစားချက်မျိုးပေးစွမ်းတဲ့ဒီခင်းစီလေးကိုအမြဲတမ်းအမှတ်ရနေမိပါပါအဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးများတင်ပါတယ်